ကိုယ့်ရဲ့ Facebook အကောင့်မှာနာမည်ပို့ထည့်ခြင်းတဲ့တွေရှိလားနာမည်ပို့ထည့်ခြင်းတဲ့ဆိုရင်ဒီဗီဒီယိုလေးနဲ့အတူနာမည်ပို့ထည့်နည်းလေးကိုပြောပြပေးပါမယ်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာရှင်းတဲ့ comment လေးထဲမှာမေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေတင်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပြီး like and share လေးပြီးကူညီပေးကြဖို့တောင်းဆိုချင်ပါတယ်โอเคဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ကိုယ့်ရဲ့ Facebook အကောင့်ထဲရောက်ပြီဆိုလို့ရှိရင်ပေါ်စွာမြင်းသုံးချောင်းနဲ့ mini news တွေထဲဝင်လိုက်ပါဒီထဲရောက်ပြီဆိုလို့ရှိရင်ပေါ်စွာမြင်းသုံးချောင်းလို့နှိပ်လိုက်ပါဒီနေရာရောက်ရင် setting and privacy လို့နှိပ်လိုက်ပါဒီနေရာရောက်လို့ရှိရင် setting လို့ထပ်နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် Simo in account center ဆိုလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ရင် profile and personal details ဆိုလို့နှိပ်ပေးလိုက်ပါနေရာရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာ name ဆိုတဲ့နေရာလို့နှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင် manager other name ဆိုလို့နှိပ်ပေးလိုက်ပါ name type ကိုကဒီ negative name ပဲထားလိုက်ပါမယ်ခင်ဗျကိုပြောင်းချင်တဲ့ name ကိုဒီနေရာမှာရေးထည့်လိုက်ပါမယ်ကိုရေးချင်တဲ့နာမည်ကိုထည့်ပြီးသွားလို့ရှိရင်အောက်ကဝိုင်းလေးကိုအမှန်ကြီးလေးပြလိုက်ပါဒီလိုမျိုးလေးပေါ်မယ်လို့ပြောထားပါလားခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်ပါ